ကျမတို့တွေနေ့စဉ်သုံးလေးရှိတဲ့ English စကားလုံး၅ခုကိုပြောပြပါမယ် very basic ပေါ့နော်အရင်အခြေခံကြတဲ့စကားလုံး၅ခုကိုပြောပြပါမယ်ပထမဦးဆုံး drive ဆိုတာကားမောင်းတီးလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဥပမာနင်ကားမောင်းတက်လားဆိုရင် can you drive သူ့ကို can you drive a car အဲ့လိုပြောလို့နားတော့လား listener နားတော့နားလေတယ်ပေါ့နော်ဒါပေမဲ့ခါထည့်စရာမလို can you drive ဆိုရင်လုံးလောက်ပြီးဥပမာငါမင်းကိုကားမောင်းပြီးအိမ်ကိုလိုက်ပို့ပေးမယ်ဆိုရင် I would drive you home နောက်တစ်လုံးက like ဆိုတာကြိုက်တယ်လို့လည်းအဓိပ္ပာယ်ရတယ်တဘောကြနှစ်တက်တယ်လို့လည်းအဓိပ္ပာယ်ရတယ်ဥပမာမင်း hindi ဟိရက်တွေကိုကြိုက်လားဆိုရင် hindi ဟိရက်က vegetables အတန်ထွက်က vegetables သူက3 syllables ပဲရှိရပေါ့နော်အတန်၄တန်နဲ့လည်းထွက်ကြတာရှိပါတယ်ဒါပေမဲ့ mostly they pronounce just 3 syllables အတန်3တန်ပဲထွက်ကြတာများတယ်ဥပမာကြိုက်တာက like မင်းကြိုက်လားဆိုတော့ do you like hindi ဟိရက်ဆိုတော့ vegetables do you like vegetables okay နောက်တစ်ခုမင်းရဲ့တထေးကမင်းကိုတဘောကြရလားဆိုရင်တော့ does your boss like you does your boss like you ခက်တာကို cook မင်းဟင်းချက်တလားဆိုရင် can you cook မင်းဟင်းချက်ရတာကိုကြိုက်လားဆိုရင်တော့ do you like cooking okay ဒီနေရာမှာလဲဟင်းချက် cook ရဲ့အဓိပ္ပာယ်ကဟင်းချက်ဒီဆိုတဲ့အဓိပ္ပာယ်ရတဲ့နောက်မှာဟင်းထည့်စရာမလို N-O-W no သူ့ရဲ့အဓိပ္ပာယ်ကသိသည်လို့အဓိပ္ပာယ်ရတယ်မင်းသူ့ကိုသိလားဆိုရင် do you know him ငါသူ့ကိုမသိဘူးဆိုရင်တော့ I don't know him eat ဆိုတာစားသည်မမင်းစားစရာတစ်ခုခုရှိလားဆိုရင်တော့ do you have something to eat